အခုမှဂီတာစပြီးတော့အတီးတင်မဲ့လူတွေကမလောနဲ့ကျွန်တော်ပြောမယ်ဒီနေ့ခေါ့နှစ်ခုတင်ပေးခဲ့မယ်အဲ့ခေါ့နှစ်ခုနဲ့ကျွန်တော်တင်ပေးခဲ့တဲ့လက်ခတ်အလွယ်လေးကိုလေ့ကျင့်ထားလိုက်တပတ်တိလေ့ကျင့်အဲ့ဒါကိုပဲလေ့ကျင့်ပေါ့နော်ရသွားပြီဆိုရင်ရသွားပြီလက်ထက်ပြီးတော့အဲ့ဒါပဲထက်တီးနေတပတ်တိတီးနေအဲ့ဒါအထက်တဲ့ခါကတပတ်တိပြည့်လို့ရသွားပြီဆိုတော့မှခေါ်နောက်ထပ်နှစ်ခုကိုထပ်ပြီးလေ့လာဒီနေ့သင်ပေးခဲ့မှာကျွန်တော် E minor နဲ့ A minor နှစ်ခုကိုသင်ပေးခဲ့မှာအဲ့ E minor A minor ကဘယ်ခေါ်ကီးထဲမှာပါလဲလို့မေးလာခဲ့ရင် G ကီးထဲမှာလည်းပါတယ် C ကီးထဲမှာလည်းပါတယ်ဒါပေမဲ့အခုက G ကီးထဲမှာပါတယ် E minor A minor ကိုသင်ပေးပါသေးတယ်နော်အတူတူပဲတည်းနော်အဲ့တော့ E minor ဘယ်လိုကိုင်းမလဲဒီ5ကြိုးရဲ့5ကြိုးနဲ့4ကြိုးရဲ့2အကွက်ပါနော်2အကွက်တစ်ကွက်ထဲမှာနော်5ကြိုးနဲ့4ကွက်4ကြိုးရဲ့2အကွက်ဆိုတော့ဒီမှာလက်ခလဲနဲ့လက်ကြွယ်နဲ့ကိုဒီနှစ်ချောင်းနဲ့ကင်မယ်နော်အဲ့နှစ်ချောင်းကိုလက်ခလဲအပေါ်မှာ5ကြိုးမှဖိပြီးတော့လက်ကြွယ်ကိုအောက်နော်4ကြိုးမှဖိလိုက်အဲ့ဒါ E minor ရပါပြီနော်လွယ်လွယ်လေးပဲလွတ်ကျွတ်ဖိရင်အဲ့တန်ပဲရအောင်နော်လွတ်ကျွတ်ဒီလိုလေးထောင်ဖိနော် Okay E minor ရပြီဆိုရင် A minor A minor ကလွယ်လွယ်လေးပဲအောက်ကိုခုန်ဆင်းလိုက် E minor ကိုဒီမှာနော်A minor ကျတော့ဒီမှာ4ကြိုးနဲ့3ကြိုးဖြစ်သွားပြီ4ကြိုး3ကြိုးရဲ့2အကွက်မှာအပေါ်ကဖိထားတဲ့လက်ခလဲနဲ့လက်ကြွယ်အောက်ချလိုက်တာ4ကြိုးနဲ့3ကြိုးခုံဆင်းလိုက်တယ်ပြီးလက်ညိုးလေးက2ကြိုးရဲ့1အကွက်မှာလာဖိလိုက်အောင်ပဲ A minor ရပါပြီနော်အဲ့တော့အပေါ်က E minor ဆိုရင်အောက်ကိုလက်ချဆင်းလိုက်တယ်ပြီးလက်ညိုးလေးထောက်ရတယ်ဆိုရင်ဒီလိုလေးဖြစ်သွားတယ်ဆိုရင်အဲ့ဒါ A minor လို့ခေါ်တယ် Okay ဒီဘက်ကလေ့ကျင့်မဲ့လက်ခတ်ပုံစံက1 2 3 4 4တိုင်းပဲနဲ့4ချက်ပဲခတ်မယ်အဲ့ဒီကောင်ကဘယ်လိုခတ်မလဲဆိုတော့နံပါတ်1ချက်မှာအကုန်လုံးထောင်းခတ်လိုက်နော်ပြီးရင်နံပါတ်2ချက်မှာအောက်3ကြိုးလောက်ကိုပဲထောင်းလုပ်မယ်ရတယ်ဘာမှမဖြစ်ဘူး4ကြိုးခတ်ပြီးလည်းဘာမှမဖြစ်ဘူး5ကြိုးခတ်ပြီးလည်းဘာမှမဖြစ်ဘူးဒီဘက်ကဟာကတိုင်ပဲမှန်နဲ့စီးချက်မှန်ဖို့ပဲလိုတယ်အဲ့တော့ကျိုးတွေကိုအတိအကျဖြစ်စရာမလိုဘူးဥပမာ3ကြိုးပဲရအောင်ခတ်ကမှာ3ကြိုးအောက်ပဲရအောင်ခတ်ကမှာအဲ့လိုမျိုးမတွေးမပူနဲ့အကုန်လုံးခတ်ပြီးလည်းဘာမှမဖြစ်ဘူးနော်အဲ့တော့1 2ပြီး3လည်းအတူတူပဲထောင်းပဲ4လည်းအတူတူပဲထောင်းပဲပြီးရင်အဲ့4ပြီးရင် down ရလေးထည့်လိုက် down ကတိုင်မင်တန်းမှာမပါဘူးဒါပေမဲ့ဘာလို့ထည့်ရတာလဲဆိုတော့ခေါ်တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါမှာအတန်လေးဆက်နေစီကျွန်တော် down up down up down up တော့မြန်မြန်လေးထည့်ရမှာနော်ခေါ်တစ်ခုနဲ့တစ်ခုချင်းတဲ့နေရာလေးပါဆိုတော့ဘယ်လိုလာမလဲဆိုတော့အဲ့တော့အကုန်လုံးက down နေပဲနံပါတ်1တစ်ခုပဲအပေါ်အကုန်လုံးခက်ချမယ်ပြီးရင်ကျန်တာတွေအားလုံးကအောက်3 4ကျူလောက်ကိုပဲရအောင်မှန်းခတ်ပါနော်နော်အဲ့လိုဖြစ်မယ်နော်1 2 3 4 down up 1 2 3 4 down အဲ့တော့ E minor နဲ့ A minor နဲ့ကိုဒီလိုအဆင့်ဆင့်အပြန်ပြန်လေ့ကျင့်ရအောင်လေ့ကျင့်လာခဲ့ပါနော်